ကျွန်တော်ကတော့ဦးသိန်းစုခေါ်ပါတယ်ဒီဆိုလာမုနီခေါ်ဘက်ကမှာကျွန်တော်ခေါ်ဘက်ကအဖွဲ့ဝင်ပါနော်ကျွန်တော်ဒီမှာတာဝန်ယူရတော့ဒီနေ့ကျွေးတဲ့ကုသရှင်ကတော့ကျွန်တော်တို့သရာထက်တာနော်မြန်မာအာမန်ကာမောဇဘန်ဆိုတဲ့နောက်ဆောင်မုန်းတဲ့ညီကျွန်တော်တို့ကာမောဇဘန်ရဲ့နာယကကြီးဦးအောင်ကိုဝင်းကနေပြီးတော့ပြုလုပ်တဲ့စရုတီတာဖြစ်ပါတယ်နော်စရုတီတာကဒီမကဘူးကျွန်တော်တို့မင်းဘူးတွေရောဒီနေ့မနေ့ကစားတပြိုင်တည်းကာမောဇဘန်ကလုပ်နေပါတယ်နော်အခုဒီမှာလည်းပဲကျွန်တော်တို့ကျွေးမွေးတဲ့နေရာမှာလည်းပဲကျွန်တော်တို့ရည်ရွယ်ချက်နေတဲ့ကတော့ကာမောဇဘန်ကျွန်တော်နာယကကြီးကအားလုံးပြည်သူပြည်သားများကျွန်တော်တို့နှင်းဟောင်းကုန်ပြောက်နေ့တည်းသို့ရောက်တဲ့ခါကြလို့ရှိရင်အားလုံးနေ့တည်းမှာဆိုလို့ရှိရင်အားလုံးကဘာသူကဘာသားတွေပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေเนาะကျေးဇူးဝမ်းမြောက်နိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဒါတွေကိုအတိတ်နဲ့မိတ်နဲ့ကျွေးနေခြင်းဖြစ်ပါတယ်เนาะအဲ့လိုကျွေးတဲ့နေရာမှာလည်းပဲမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့73ရက်4လပေါ့နော်2026မှာဆိုလို့ရှိရင်ကျွန်တော်တို့12နာရီကနေ6နာရီထိကြောက်ကြောဖြော်ကြီးမနေ့ကကျွေးမှုခဲ့ပါတယ်ဒီကနေ့မှာဆိုလို့ရှိရင်မနေ့10နာရီကနေပြီးတော့10နာရီထိကျွန်တော်တို့ကြာသားကြောပြီးတော့ဖြော်ရည်များနဲ့အားလုံးစရုတီတာပရိသတ်များလည်းယခုလိုပါပဲစီစီကားကားနဲ့ကျွန်တော်တို့ကုသိုလ်ကောင်းမှုပြုလုပ်နေပါတယ်အခုညနေမှာတော့ကျွန်တော်တို့ခုဒါ2နာရီကနေ6နာရီထိပဲလိမ့်နဲ့ဖြော်ရည်အခုကျွန်တော်တို့လာတဲ့မြပရိသတ်များအားစရုတီတာကျွေးမေးပြုနေဖြစ်ပါတယ်ခင်ဗျ15ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့နားနဲ့10နာရီကနေပေါ်10နာရီထိကျွန်တော်တို့စီချက်ခောက်ဆွဲအဲ့ဒါနဲ့ကျွန်တော်တို့ဖြော်ရည်ပါခင်ဗျအဲ့ဒါတွေနဲ့အားလုံးခုပါပဲပရိသတ်များကိုဆေးရချမ်းသာမရွေးအယုတ်လက်မြန်မရွေးကာမောဇဘာမှာကျွေးနေသွားမှာဖြစ်ပါတယ်ညနေမှာကျတော့ကျွန်တော်တို့ပဲပလာတာမနေ့ကညနေဆိုရင်ပဲပလာတာကျွေးမှုသွားမှာဖြစ်ပါတယ်ဖြော်ရည်နဲ့နောက်16ရက်နေ့မှာဆိုလို့ရှိရင်ဖြင့်10နာရီကနေပြီးတော့နေ့လယ်10နာရီထိကျွန်တော်တို့ပြောင်းမှုထမင်းကျော်ကျွန်တော်တို့ဘူးနဲ့ပဲအကုန်လုံးကုသိုလ်လုပ်မှာဖြစ်ပါတယ်ဖြော်ရည်တွေနဲ့ညနေအချိန်ကျလို့ရှင်တော့ကျွန်တော်တို့ပဲပလာတာပေါ့ကြားနဲ့လည်းလုပ်မယ်နော်ပဲနဲ့လည်းနှစ်မျိုးပေါ့လုပ်ပြီးတော့ကျွန်တော်တို့ဖြော်ရည်နဲ့ကုသိုလ်ပြုမှာဖြစ်ပါတယ်နောက်19ရက်နေ့နေ့စံတရက်နေ့မှာကျတော့ကျွန်တော်တို့ခုစီစဉ်လာတာတော့ကြောက်ကြောရောကျွန်တော်တို့အဲ့လိုဒီပေမုံလုံးရောကျွန်တော်စီစဉ်ထားပါတယ်ဟိုတော့900ခုမရတော့ဘူး9000လောက်စီစဉ်ပါရမှာအဲကြောင့်ကျွန်တော်နေ့စံတရက်နေ့လည်းအားလုံးကျုံးပြီးပြုစုသွားမှာဖြစ်ပါတယ်ခင်ဗျဒါဆိုလို့ကျွန်တော်တို့ကာမောဇဖောင်ဒေးရှင်းစရုတီတာမှကျွန်တော်တို့ဒီမန္တကနေပြီးတော့ကျွေးမှုနေတဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီဆိုလာမုန်ဒီအပြင်ကျွန်တော်တို့ရွှေဖုံးမင်းမှာနေ့စဉ်နေ့တိုင်းရွှေဖုံးမင်းကတော့ကြာပါပြီပြီးခဲ့တဲ့10နှစ်ဟိုးအရင်ကတည်းကကျွေးမွေးနေတာအဲ့ဒီမှာလည်းကျွန်တော်တို့9ရက်ပါပဲခင်ဗျအဲ့ဒီမှာကျတော့ကျွန်တော်တို့ကြာဆန်းကြော်ကျွေးတယ်ဟိုကကြာဆန်းဟင်းကျွေးတယ်နောက်ခောက်ဆွဲထမင်းမုံလုံးရေပေါ်အဲ့ဒီမှာလည်းအကုန်လုံးအစုံရှိပါနှစ်စဉ်ဒီကနေ့ကစကျွေးတာနေ့စံတဲ့နေ့ကျွေးမှပြပါတယ်မင်းဘူးမှာလည်းပဲကျွန်တော်တို့ဒီမြို့မှာဆိုရင်တော့မင်းဘူးမှာလည်းကျွေးတယ်ဒီနေ့တပြိုင်တည်းပါဗျတီးကြကတော့ကျွန်တော်တို့နေ့စဉ်နေ့တိုင်းကာမောဇဘန်ကလေးနော်မြန်မာအာမန်သာသနာကျွန်တော်တို့ကာမောဇဘန်ဆိုတဲ့အတိုင်းနေ့စဉ်နေ့တိုင်းအနေနဲ့ရမှာခုလိုအကျွေးမွေးစတုတိသားတွေဒီလိုချိန်ခါမှာဆိုရင်ကျွေးသွားမှာဖြစ်ပါတယ်နော်ဒါကြောင့်မို့ယခုလိုခိုင်မှာလည်းပဲအားလုံးနေ့စဉ်ပဲပြည့်ကြွားရောက်ပြီးတော့အားလုံးလာကြပါလာရင်မှလည်းကျွန်တော်တို့စတုတိသားကို3000လဲကြပါလို့ဖိတ်မှလည်းကပြီးပါဆရာ။အောင်းနေနေရတော့ကျွန်တော်ကာမောဇဘန်မိသားစုအနေနဲ့ရောကျွန်တော်တို့ဆူလာမုနီဂောဘကအနေနဲ့ရောနော်ပြည်သူပြည်သားများနေအောင်ကုန်ပြောက်ပြည့်သူရောတဲ့ကအားလုံးကိုယ်စိတ်နဲ့ပြရှင်လန်းချမ်းမြေ့ကြပါစေလို့နော်အားလုံးအေးငြိမ်ချပါစေလို့ဆုတောင်းမေတ္တာပို့တာပါတယ်ခင်ဗျ။